CPA က PDF နဲ့ SRA တို့နဲ့ပူးပေါင်းကစစ်ကောင်စီကိုထိုးစစ်ဆင်ပြီးပြည်ထောင်စုအားလုံးမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ချင်းညီနောင် CPA ဖွဲ့ဝင်ဖြစ်တဲ့ချင်းပြည်သူ့တပ်မတော် CPA ဟာစကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းရှိစစ်ကောင်စီတပ်စခန်းတွေကို PDF SRA တို့နဲ့ပူးပေါင်းကထိုးစစ်ဆင်နွှဲတောင်းပြီးဖို့ပြောကြားလိုက်ခြင်းဖြစ်ပါတယ်ဇန်နဝါရီလ15ရက်နေ့ကပြုလုပ်ခဲ့တဲ့ CPU CPA ဖွဲ့စည်းခြင်းဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာစလိုင်းယော်မန်ကအခုလိုပြောပြခဲ့ခြင်းဖြစ်ပါတယ်။ယခုလက်ရှိမှာ CPA ကအဖွဲ့ဝင်တပ်ဖွဲ့တွေဟာမကွေးတိုင်းပေါင်းမြို့နယ်အထိဆင်း၍စစ်ကောင်စီရဲ့ထိုးစစ်တွေကိုခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။စလိုင်းယော်မန်က CPA အနေနဲ့ SRA နဲ့ချိတ်ဆက်တာဖြစ်ပြီး SRA ကသတ်မှတ်ထားတဲ့စစ်ဒေသတွေမှာကျွန်တော်တို့ဘယ်လိုဝင်ရောက်လှုပ်ရှားရမလဲဆိုတာကိုတိုင်ပင်ထားပါတယ်။အထူးသဖြင့်မြေပြင်ဒေတာတွေဖြစ်ကြတဲ့မကွေးတိုင်းနဲ့စကိုင်းတိုင်းဘက်မှာတော်လှန်ရေးအရှိအမြင့်ဆင်နွှဲတောင်းဖို့လည်းရှိရလို့ပြောဆိုခဲ့ပါတယ်။ဒါအပြင် CPA အနေနဲ့ချင်းညီနောင် CB အဖွဲ့ဝင်ဖြစ်ဆက်လက်ရည်တည်မှာဖြစ်တယ်လို့ဂျာကာလာချင်းအမျိုးသားအတိုင်းပင်ကောင်စီ ICNCC ရဲ့လဲညွှန်မှုကိုလည်းခံယူမယ်လို့သိရပါတယ်။ CPA အနေနဲ့ချင်းတမျိုးသားလုံးအရေးနဲ့ပြည်ထောင်စုအရေးတို့မှာအစစ်လိုက်ပါဝင်ဆောင်ရွက်မိဖြစ်တယ်လို့လည်းစလိုင်းယောမန်ကပြောဆိုခဲ့ပါတယ်။ချင်းပြည်သူယူနီယံချင်းပြည်သူ့တပ်မတော် CPU CPA ကိုပြီးခဲ့တဲ့2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ CPU CPA အဖွဲ့မှာ CDF မင်းတန် CDF မတူပီ CDF ဒိုက် CPDAT ကမ်ပလက်တို့ပါဝင်ပါတယ်ရှင်။